လေရင်ပြက်ကြတဲ့သတင်းတွေဖတ်ပြီးတော့လေရင်စီးရမှာကိုကြောက်သွားဘူးလားတကယ်တော့လေရင်စီးရတဲ့ကားတိုက်ခံရနိုင်ခြေကအများကြီးပိုများတယ်ဆိုတာသိရတဲ့လူအများစုကဘာဖြစ်လို့လေရင်စီးရမှာပိုကြောက်နေရလဲဆိုတာကိုစဉ်းစားကြည့်ဘူးလားဒါကိုစိတ်ပညာမှာ availability heuristic လို့ခေါ်ပါတယ်မြန်မာလိုလွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခေါင်းထဲကိုအလွယ်တကူရောက်လာတဲ့ဒါမှမဟုတ်လို့ရှိရင်လက်တလောမှတ်မိနေတဲ့အရာတွေကိုပဲအခြေခံပြီးတော့မှဆုံးဖြတ်ချက်ချမိတဲ့စိတ်ရဲ့အမှားပေါ့ကျွန်တော်ရဲ့အုံနောက်ကကိစ္စတစ်ခုကိုဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင် data တွေစရင်းစရာတွေအချက်အလက်တွေကိုအချိန်ယူပြီးတော့မှလိုက်မရှာချင်ကြတော့ဘူးအလွယ်လန်းလိုက်တဲ့အနေနဲ့ခေါင်းထဲမှာအလွယ်တကူမှတ်မိနေတဲ့လက်တလောမှာမြင်ထားတဲ့ပြင်းထန်တဲ့အဖြစ်အပျက်တွေကိုပဲဆွဲထုတ်ပြီးတော့မှအော်ဒါကတော့ဖြစ်နိုင်ခြေပိုများတယ်လို့အလိုလိုကောက်ချက်ချလိုက်တတ်ကြတယ်ကျွန်တော်မြန်မာနိုင်ငံကလုပ်ငန်းဝင်တွေစီးပွားရေးလောကတွေမှာလည်းဒီသဘောတရားကိုနားမလည်ထားလို့ရှိရင်ပြဿနာတွေအများကြီးဖြစ်တတ်တယ်ဥပမာအနေနဲ့ကိုယ့်ရဲ့အဖွဲ့ဝင်တယောက်ဝန်ထမ်းတယောက်က17လလုံးလုံးအလုပ်တွေအရင်စူးစမ်းပြီးတော့မှတေချာလုပ်လာတယ်ဒါပေမဲ့နှစ်ကုန် performance review လုပ်ခံနေကြတော့မှအမှားအကြီးတစ်ခုလုံးမိသွားတယ်ဆိုပါစို့အဲ့ဒီခါကျလို့ရှိရင် manager ကပြီးခဲ့တဲ့ရက်သက်ပတ်အတွင်းမှာပဲလုပ်ခဲ့တဲ့အမှားကြီးကိုပဲခေါင်းထဲမှာအမြဲတမ်းမြင်နေတယ်ပြောရမယ်ဆိုလို့ရှိရင်သူ့ခေါင်းထဲမှာအဲ့ဒီအချက်လက်က available ဖြစ်နေတယ်ပေါ့အဲ့ဒီခါကျလို့ရှိရင် performance review လုပ်တဲ့အခါမှာဒီဝန်ထမ်းကညံ့နေပေါ့ဆတယ်အလုပ်ကိုတေချာမလုပ်ဘူးဆိုပြီးတော့မှအကဲဖြတ်လိုက်တတ်ကြတယ်နောက်ထပ်ဥပမာတစ်ခုကစီးပွားရေးလုပ်မယ်ဆိုပါစို့ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင် social media ပေါ်မှာလူတွေကစိုင်အသစ်တွေဖွင့်ပြီးတော့မှတစ်လားနှစ်လအတွင်းမှာအောင်မြင်နေတာကိုခဏခဏမြင်ရကြရတယ်ဒီတော့ငါလဲစိုင်ဖွင့်လို့ရှိရင်တေချာပေါက်အောင်မြင်မယ်အမျက်ထွက်မယ်ဆိုပြီးတော့မှလိုက်လုပ်တတ်ကြတယ်တကယ်တမ်းရှုံးပြီးပိတ်သွားတဲ့စိုင်တွေကြတော့သတင်းတွေလည်းမပါဘူး social media ပေါ်မှာလည်းတက်မလာတော့ကိုယ့်ရဲ့ခေါင်းထဲမှာလည်းမရှိဘူးလေဒါကြောင့်မို့လို့နောက်တစ်ခါအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတော့မယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အဖွဲ့ဝင်လုပ်ဖော်ကိုင်ဘက်တွေဝန်ထမ်းတွေကိုအကဲဖြတ်တော့မယ်ဆိုလို့ရှိရင်ငါခေါင်းထဲမှာအခုပေါ်လာတဲ့အတွေ့ကလက်တလောမြင်ထားကြားထားရတာတွေကြောင့်လွှမ်းမိုးခံနေရတာလားဆိုတာကိုအရင်အဆုံးကိုပြန်မေးပါကိုယ့်ရဲ့မှတ်ဉာဏ်တစ်ခုတည်းကိုမယုံမဲနဲ့တကယ်စည်ရင်စရာ data အချက်လက်တွေကိုတေချာချရေးပြီးတော့မှဆုံးဖြတ်ချက်ချဖို့လိုအပ်ပါတယ်ဒါမှသာ availability heuristic ရဲ့သားကောင်မဖြစ်တော့မှာပါအခုကြည့်နေတဲ့မိတ်ဆွေရောလက်တလောမှာမြင်ထားကြားထားရတဲ့သတင်းအချက်လက်တွေကိုလွှမ်းမိုးခံရပြီးတော့မှအလောတကြီးဆုံးဖြတ်ချက်ချပြီးတော့မှားယွင်းသွားတာမျိုးတွေရှိခဲ့ဘူးလား comment ထဲမှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုဆွေးနွေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်လည်းအမြဲတမ်းစိတ်လောပြီးတော့မှဆုံးဖြတ်ချက်တွေချမိနေတတ်တဲ့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေလုပ်ဖော်ကိုင်ဘက်တွေစီကိုလည်းဒီဗီဒီယိုလေးကို share လုပ်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီအကြောင်းအရာကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ပုံလေးရဲ့အောက်မှာရှိတဲ့ 2minutenotes.com website ရဲ့ resources section ကိုတွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာဒီလိုမျိုးစိတ်ပညာစောင်းပါရှိတယ်အများကြီးကိုအခမဲ့ကြည်ကြဲပြန့်ပြန့်ဖတ်လို့ရတဲ့အတွက်ကြောင့်မလို့ဒီနေ့ပဲသွားဖတ်ကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်